Florian ဘက်က flop ပြီလားအားလုံးပဲမင်္ဂလာပါ OK ဘက်ကနေကြိုဆိုပါရစေဒါနောက်ပိုင်းအမေးများလာတဲ့မိကုန်းဖြစ်ပါရီလီဗာပူးပရိသတ်တွေစီကနေတော့နေပါပါလိမ့်မယ်တခြားပရိသတ်တွေအထူးသဖြင့်ပြိုင်ဘက်ပရိသတ်တွေမေးလေးရှိတဲ့မိကုန်းမျိုးဆိုပါတော့ဒါအထူးဆန်းလေးမဟုတ်ပါဘူးပြိုင်ဘက်အသင်းစီရောက်လာတဲ့ကစားသမားဆိုတော့မအောင်မြင်စေခြင်းနဲ့အားကလေးလေးပါတာပေါ့ဒီကလေးဘက်ကသူလီဗာပူးစင်မှာပြခဲ့တဲ့ခြေကိုမပြနိုင်သေးတာတော့အမှန်ပါပဲဒါပေမဲ့ flow လို့ခေါ်တာကတော့တော်တော်လေးစောင့်ကြည့်တင်ပါသေးတယ်သူကအခုမှပထမဆုံးရသည်ပထမဆုံး10ပွဲတောင်မပြည့်သေးဘူးမဟုတ်လားဘွန်ဒက်လီဂါနဲ့ EPN ကမြန်နှုံးနဲ့တက်ဆင်းကစားတော့တူပေမဲ့အချိန်ဟောတော့မတူပါဘူး EPN ကပို့ပြီးတော့အချိန်ပြင်းပါရီအချိန်သိမ့်မရပါဘူးနေရာသိမ့်မပေးပါဘူးအဝင်ထွက်ကျမ်းပြီးတော့ PR ပေးတာကတန်းညာမှုမရှိဘဲနဲ့ချက်ခိုင်မှုကိုလည်းအရန်သားပေးပါရီဒီလိုနေရာမှာနီးစနစ်ပိုင်းနဲ့ကျွမ်းကျင်မှုကိုအားကိုးရကစားသမားတွေကရောက်ခါစားမှရုန်းကန်ကြရတာပါအထူးသဖြင့်ကာပိုင်းမှာထင်ထားသလောက်မတောင့်တင်မှုဆိုရင်ပေါ့နောက်တစ်ချက်ကဘွန်ဒက်လီဂါကနေ EPN တင်းကြီးတွေစီကိုရောက်လာတဲ့ကစားသမားတွေကလည်းနောက်ပိုင်းမှာသိပြီးတော့အချိုးအဖြစ်တော့အချိန်ကြီးကောင်းလာတာမဟုတ်ပါဘူးလိုင်စစ်ကလာတဲ့ဇာဗီဆိုင်မန်ကိုဘာကြောင့်သုံးမဲ့ friend ကအမြဲတမ်းပွဲထွက်ခွင့်မပေးသေးဘဲနဲ့အချိန်ယူနေရတယ်လေဆိုတာကဒါကြောင့်ပါပဲဒါပေမဲ့စပါးနဲ့လီဗာပူးကမတူပါဘူးလီဗာပူးကဖိအားပို့ပြီးတော့များပါရီအထူးသဖြင့်တရက်ဖူကာဝင်မဲ့ယာတီမျိုးမှာပေါ့ဘက်ကထူပြီးတော့ညံ့နေတာမျိုးမဟုတ်ပါဘူးသူလောကမှာတော့အကုန်လုံးနေတာပါပဲစူးစူးဝါးညံ့ပြီးတော့ပြောရတော့တဲ့ပွဲမျိုးမရှိနေသေးပါဘူးအရင်တော့မကောင်းသေးပေါ့အဲ့ဒါပဲပြောစရာရှိတာပါသို့တော့သူ့ကိုဖိစီးနေတာကသူ့အတွက်ပေးလိုက်ရတဲ့ပြောင်းရွှေ့ကြီးပါပဲအင်္ဂလိပ်မီဒီယာတွေကဒါမျိုးတွေဆိုရင်သိကြိုက်တာပေါ့အထူးသဖြင့်စံချိန်ဒီပြောင်းရွှေ့ကြီးပေးထားတဲ့ဂျာမန်သားဆိုတဲ့အခါမှာပို့ပြီးတော့လက်သွတ်သွတ်နဲ့ရေးကြမှာပါဂျာမနီနဲ့အင်္ဂလိပ်တွေကြားမီးစားလေတီးတဲ့လူဆိုရင်တီးလောက်ပါရီမတီးလာတဲ့မီးစားပါပဲနောက်တစ်ချက်ကဘက်ကလီဗာပူးစင်မှာတော်တော်လေးကိုထောက်ပခဲ့ပြီးမြဲသူကအသက်16လောက်မှာ ACN ထိပြီးတော့ပြန်လာတဲ့လူငယ်မှာဒါကိုလည်းသတိထားဖို့လိုပါရီအရင်ကြီးကစားအနေနဲ့ပြန်ထိသွားတဲ့အနေအများပါရီဒါတော့လီဗာပူးတို့သိထားမှသိကြပါပဲဒါကြောင့်ပွဲချင်းကိုနောက်ပိုင်းချိန်ဆပြီးတော့ပေးလာနိုင်ပါရီအခုကတော့လီမာအသားချအောင်ပေးပြီးတော့ကစားရအောင်ပါပါလီဗာပူးတို့ကဒီယာဒီမှာကစားမဲ့ပွဲတွေမနှဲပါဘူးအဲ့လိုပွဲတွေများတဲ့ယာဒီတွေဆက်လာတာကြောင့်ရင်အသက်အရွယ်ရကစားသမားတွေအချပြလာတာပါအဲ့ဒီထဲမှာဘက်ကတော့လူငယ်ဆိုရင်ဒဏ်ရာပြဿနာပူရပါရီအခုချိန်မှာဒဏ်ရာများရသွားခဲ့ရင်တော့လီဗာပူးအတွက်လူစင်းကပြဿနာတစ်မျိုးပြောင်းရွှေ့ရေးဖိအားတစ်မျိုးနဲ့နည်းနည်းပြများသွားနိုင်ပါရီအတူတူဆိုရင်တော့ဘက်ကို flow လို့ပြောဖို့ကစောလွန်ပါသေးတယ်တရားစီလောက်တော့အချိန်ပေးကိုပေးရပါလိမ့်မယ်ဒီယာဒီနောက်ပိုင်းဒါမှမဟုတ်နောက်ဟာဒီမှာအဖေကရှင်းရှင်းလင်းလင်းထွက်လာမှာပါတူရဲ့ထင်မြင်ချက်ရတော့သူအသေးနဲ့အဝင်ပြီးတော့အတိုင်းတာတစ်ခုထိကိုလုံနိုင်ပါလိမ့်မယ်သူ့ကိုပေးလိုက်ရတဲ့ဈေးနဲ့တန်ပတန်ဆိုတာကတော့ပြည်သက်တွေပဲဆုံးဖြတ်ရမှာပေါ့